2026 ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့လက်ရွေးစင်အသင်းတသင်းချင်းစီကစုချင်းငွေဘယ်လောက်အထိရရှိမလဲဆိုတာတင်သိပါသလား FIFA ဟာကမ္ဘာဖလားသမိုင်းတစ်လျှောက်အများဆုံးဖြစ်မဲ့စုချင်းငွေပမာဏကိုအတည်ပြုလိုက်ပါပြီ2026 ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ခွင့်ရတဲ့အသင်း48သင်းအတွက်ဒေါ်လာတန်း900ကျော်ကိုခွဲဝေပေးသွားမှာဖြစ်ပါတယ်အသင်းတသင်းချင်းစီရဲ့တက်ရောက်နိုင်တဲ့အဆင့်လိုက်စုချင်းငွေတွေကိုခွဲဝေပေးမှာပါကမ္ဘာချန်ပီယံဖြစ်မဲ့အသင်းကဒေါ်လာတန်း90ရရှိမှာဖြစ်ပါတယ်ဒုတိယရတဲ့အသင်းကတော့ဒေါ်လာ33တန်းရရှိမှာပါတတိယရတဲ့အသင်းကဒေါ်လာ29တန်းရရှိမှာဖြစ်ပါတယ်။ကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်တဲ့အသင်းတွေကဒေါ်လာ19တန်းရရှိမှာဖြစ်ပြီး16သင်းအဆင့်ကိုတက်ရောက်နိုင်တဲ့အသင်းတွေကတော့ဒေါ်လာ15တန်းရရှိမှာဖြစ်ပါတယ်။ပြိုင်ပွဲအစောပိုင်းမှာတင်ပြုတ်သွားမဲ့အသင်းတွေတောင်မှဒေါ်လာတန်းပေါင်းများစွာကိုရရှိအောင်ပါပါ။ဘာဖြစ်လို့လဲဆိုတော့အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ုံနဲ့တင်ခန့်မှန်းခြေဒေါ်လာ9တန်းအထိရရှိမှာဖြစ်လို့ပါ။ဒါတင်မကသေးပါဘူး။အသင်းတသင်းချင်းစီဟာခီးစရိတ်ဟိုတယ်လေ့ကျင့်ရေးနဲ့ပြင်ဆင်မှုတွေအတွက်တင်တည်တံ့သုံးစွဲဖို့ဒေါ်လာ1တန်းကိုအပိုဆောင်ရရှိအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ခြေစစ်ပွဲအောင်မြင်တဲ့အသင်းအားလုံးဟာပွဲစဉ်အားလုံးမှာရှုံးနိမ့်ခဲ့ရင်တောင်မှအနည်းဆုံးဒေါ်လာတန်း30ကျော်ရရှိဖို့တေချာနေပြီဖြစ်ပါတယ်။အသေးစားဘောလုံးဖွဲ့ချုပ်အများစုအတွက်တော့ဒီပမာဏဟာတနိုင်ငံလုံးရဲ့ဘောလုံးလောကကိုနောက်နှစ်ပေါင်းများစွာအထိအသွင်ပြောင်းလဲပြစ်နိုင်လောက်တဲ့အခြေအနေဖြစ်ပါတယ်။ဒီအချက်ကြောင့်ပဲကမ္ဘာဖလားပြိုင်ပွဲဟာကမ္ဘာအရေးကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်ုံတင်မကပဲအားကစားလောကရဲ့အကြီးမားဆုံးစီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်းဖြစ်နေရတာဖြစ်ပါတယ်။တင်ကောပဲအသင်းကိုစောင့်အားပေးနေလဲကောမန့်ရေးခဲ့ပါဦး။